အားလုံးပဲမင်္ဂလာပါ Idea with Cumin သူ Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာထွန်းရှေခိုင်ရေးသားထားတဲ့ရခိုင်မဟာမြတ်မုနီဖရာသမိုင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်မဟာမြတ်မုနီဖရာသမိုင်းအကြောင်းစိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအစအဆုံးလိုက်ပါနားဆင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာဦးရတော်စီဒီအကြောင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာဂိုက်စပါနဲ့ဒီရေချောင်းခရီးဖြစ်စစ်တွေမျိုးမှလာရောက်တော့မဟာမုနီဖျားဖူးဧည့်သည်တို့များအဖို့ပထမဦးဆုံးဖူးတွေ့ရမယ့်သမိုင်းဝင်ဗျာဒိတ်တော်ဝင်ဖျားကတော့ဦးရိတ်တောင်စီဒီပင်ဖြစ်ပါလေစစ်တွေမျိုးမှဂိုက်စပါနဲ့ဒီကလဒန်မြင့်မြတော့တနာရီခန့်ဆန်တက်လာပြီးနောက်ကလဒန်မြင့်ဤလက်ဝဲဘက်ကမ်းမှာဇေဒီတဆူကိုအဝေးမှဖူးတွေ့နိုင်မှာဖြစ်ပါတယ်စစ်တွေမျိုးမှရေမိုင်16မိုင်မြကွာဝေးပါတယ်။ဇေဒီရဲ့တမိုင်းကတော့မဟာမုနိဘုရားကြီးနဲ့အတူတခန္ဓနာဖော်ပြလေးရှိသောဥရိတ်တောင်ဇေဒီပင်ဖြစ်ပါတယ်။ဇေဒီရိုကြီးမှာတော့ကလဒန်မြေကန္နာ188ပေခန့်မြင့်သောတောင်ကုန်းပေါ်တွင်တည်ရှိပြီးတော့ကလဒန်မြစ်ကြောင်းကိုအသုံးပြုပြီးတော့တွားကြရတဲ့ခရီးသည်အပေါင်းတို့ရဲ့ဥခိုက်ပူဇော်ရာဇေဒီကြီးတဆူပင်ဖြစ်ပါတယ်။ဇေဒီရဲ့ညံတော်က135ပေရှိပါတယ်။ရှေးခါကမြောက်ဦးမှထွက်ခွာလာသောအနောက်ချီရခိုင်ဘရင်ရေတပ်မတော်ကြီးများသည်ဥရိတ်တောင်ဇေဒီများအားတခန္ဓနာပူဇော်ခြင်းတလေးတရက်ရှိခဲ့ပေသည်။၎င်းပြင်မဟာမုနိဘုရားကြီး၏ဗုဒ္ဓယဉ်ကျေးမှုအစဉ်အလာများနှင့်ဆက်နွယ်၍နှစ်စဉ်မတိုးသင်္ကန်းရက်ပြိုင်ပွဲများကျင်းပခြင်းထမင်းတောင်ပန်းတောင်ကတ်လူခြင်းများပြုလုပ်ခြင်းတို့ကိုမိဖုရားကြီးများကိုယ်တိုင်ကြီးကြကျင်းပလေးရှိပါသည်။သူတို့ဖြင့်ရခိုင်ရေတပ်မတော်သားများရွေးချယ်သောလှည့်ပြိုင်ပွဲကြီးမှာဖျားပွဲတော်နဲ့အတူကျင်းပလေးရှိပါတယ်။ဥရိတ်တောင်မြောက်ဘက်မှာတော့တောင်ချီရင်ဤဖြတ်တန်းစီးဆင်းနေသောကင်းချောင်းနှင့်ချောင်းတစ်ဖက်တွင်ပုံနာကျွန်းမြို့ရင်းမလွန်ရဲ့ရှုမြော်ဘကကလဒန်မြညာပိုင်း၏တောတောင်တဘာဝများကိုခက်ရည်ရည်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဇေဒီတော်တီရှိရာတောင်ကုန်းရဲ့အနောက်မြောက်ဘက်မလှမ်းမကမ်းမှာဥရိတ်တောင်မြို့ဟောင်းရှိပါတယ်။မြောက်ခေ1430က1984ထိအခါကဥရိတ်တောင်မြို့ကိုဘရင်ငယ်တစ်ပါးကအုပ်ချုပ်ခဲ့ကြောင်းပေါ်တူဂီဘုံတော်ကြီးမန္တလေး၏မှတ်တမ်းအရသိရှိရပါတယ်။ဒီမြို့အနီးမှာတော့ကလဒန်မြစ်ကြောင်းပေါ်မှာရခိုင်ရေတပ်ကြီးရှိကြောင်းတိုက်လေတိတ်သင်္ဘော350ရှိကြောင်းအဆိုပါမှတ်တမ်းမှာဖော်ပြထားပါတယ်။ဇေဒီတော်ကြီးဘရဝုတ်ရင်မြင်တော်နှင့်ရင်မြင်တော်မှနေပြီးပဝန်းကျင်တစ်ဝိုက်မြင်တွေ့ရသောရှုမြော်ခင်းကရှုမောဖွယ်ဆက်ပြန့်ဖွယ်ဖြစ်ပါတယ်။ရှေ့ဘက်တောင်ချေရင်းနှင့်ကပ်လျက်ဂိုက်စပါနတီမြစ်ကြီးမှာတတွင်တွင်စီးနေပါတယ်။ရေမြင်မို့ရှိလှိုင်းဖြူလေးတွေကနေရောင်ကြောင့်စိန်ကောင်းကြောက်ကောင်းပေါ်မှာတစ်ဖြက်ဖြက်တောက်ပနေပါတယ်။အနောက်ဘက်တစ်ခွင်များတော့ခြေပြန်းလာတဲ့လေကွင်းကြီးများနဲ့အာကာတိလူနေပါပြိုင်ရန်တွေ့တိုင်းနေသည့်တောင်တန်းတောင်ဆွေများကိုတွေ့ရပါသည်။တောင်ဘက်မှာတော့နတ်ဆိုင်မင်းကန်တကူစသောသမိုင်းဝင်အရက်တို့ရှိပါတယ်။ဥရိတ်တော်စီဒီသမိုင်းကြောင်းကရှေလျာကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ရှေးကြတဲ့အပြင်မဟာမုနိဘုရားကြီးသမိုင်းနဲ့လည်းဆက်နေပါတယ်။ဘုရားရှင်ကဒေလာဂရီကျောက်တော်တောင်မှနေပြီးတော့30သောပါရမီကျင့်စဉ်တော်မူခြင်းကာလကကျင်လည်ခဲ့သောနေရာဟောင်းမြောက်ကိုဇေဒီတေအံ့သောငါဗျာဒိတ်တော်ထားခဲ့ရာဥရိတ်တောင်ဇေဒီနဲ့ပတ်သက်ရဲ့အောက်ပါအတိုင်းဗျာဒိတ်ထားတော်မူပါတယ်။ချစ်တော်အာနန္ဒာထိုတာလမယတောင်၏အနီးချောင်းဤတောင်ဘက်ကမ်းရမှာဂိုက်စပါနတီမြေအနောက်ဘက်အနီးပါဝေတီလပပဒမီသောကြောက်ရဲတောင်သည်ရှိ၏ထိုတောင်၏အမျိုးမြတ်သောဘေဒင်သုံးပုံကိုတတ်သောပုံနာသားတစ်ဆက်ဖြစ်ခဲ့မှုသောကြောင့်ငါဖျားပရိနိဗ္ဗာန်လွန်တော်မူလျင်လုံးဝနှညွတ်မြတ်လောက်ရှိသောဥကောင်းခွန်တတ်တို့ကိုစီရီတေလိုက်ရဲ့ဥရိတ်တောင်စီဒီဟုတွင်လက်တန့်သည်ဘုရားသခင်၏ဗျာဒိတ်တော်တိုင်းသာသနာတက္ကရာ222ခုမှာတော့တိဝိဓမ္မတောကမင်းကြီးလျှောက်ထားချက်အရရှင်မဟာတိတနှင့်အရှင်ဘာကုလမထေတို့ကရခိုင်တညဝတီမှာရှိတဲ့ဗျာဒိတ်ဝင်နေရာတွေကိုဇေဒီတေဖို့အတွက်ဖျားရှင်၏ဓာတ်တော်244စုကိုရွှေအုပ်တင်ထက်ကရခိုင်ပြည်သို့ကြွရောက်တော်မူခဲ့ပါတယ်။ရခိုင်တညဝတီပြည်ရှင်တူရီယဆက်ကမင်းကြီး BC 316မှ280နှစ်တို့သည်ယဟန္တာအရှင်မြတ်အားကြိုဆိုပြီးဖျားရှင်ဗျာဒိတ်တော်ထားခဲ့ရာ
နေရာအတိအမှာစေတီတော်များတည်ခဲ့ပါတယ်။ဥရတော်စေတီကတဆူပါဝင်ဖြစ်ပါတယ်။ဒီတော့နှစ်ကသာသနာတက္ကရာ222ခုနှစ်တစောင်းမုံလာပြီးကျော်တရက်နေ့ဖြစ်ပါတယ်။တညောက်ဒီရခိုင်ပြည်ပွင့်လင်းစေဖို့အတွက်မွေတော်9ရက်မျက်စီမီဟုရဲ့ဆိုရိုးရှိခဲ့ရာမွေတော်9ရက်ဥရတောင်ဓာတ်မွေတော်ကျင်းတောင်ဓာတ်မွေတော်ဝေတာလီဖျားကြီးမွေတော်ကြောက်တော်မဟာမုနိမွေတော်အုတ်တလင်းမွေတော်နဲ့ဥရတော်စီတီအားဦးကောင်းအဖြစ်မှိုက်ရှူခဲ့ကြပါတယ်။ဥရတော်စီတီအထက်မှာဖော်ပြခဲ့တဲ့အတိုင်းရခိုင်ပြည်ရင်ဆက်ဆက်ပြုပြင်လူတိုင်းခဲ့ကြတော့လဲမင်းဖလောင်းဘရင်မဖြစ်မီကာလတွင်ခြုံတွေပိတ်ပေါင်းထူထားလျက်ပျက်စီးယိုယွင်းနေသောအချိန်ပင်ဖြစ်ပါတယ်။မင်းဖလောင်းသည်အနောက်ပင်က12မြို့သို့စစ်ချီထွက်ခဲ့ရာဂိတ်စပနဒီမြစ်အတွင်းခိတစခန်းချနေစဉ်ရောင်ကြီးတော်ကွမ်းမြူရာမှတရားကြည်ရင်ချင်းဖြစ်ရဲ့တမိုင်းဝင်ဥရိတ်တောင်ဖျားတာရကဖြစ်ခံယူတိဆောက်ခြင်းဖြစ်ပေသည်မင်းဖလောင်းဘရင်မင်းမြတ်၏ဥရိတ်တောင်စီတီတိဆောက်ခန်းကအပ်ဖွေဖြစ်ကြောင်းရခိုင်သမိုင်းပေမူတို့မှာခန်းနာဖော်ပြထားပါတယ်၎င်းတို့နဲ့အထူးခြားဆုံးနှစ်ချက်ကတော့ဝေသာလီဖြစ်ရှင်တီဗီဓမ္မဝိစရမင်းလက်ထက်စတုတ္တသင်္ကာရဏတင်ခဲ့သောရွှေသားဖြစ်ပြုလုပ်ထားတဲ့ဗိဒကာတိတ်တော်ရွှေပေရွက်တို့ကိုဌာပနာထစ်သွင်းပူဇော်ခဲ့ခြင်းနှင့်ရမဝတီအတွင်းပြင်ရွာသူပဒမြဒေဝီစောမဲကြီးလူဒန်းသောပြည်ထံပဒမြမျက်ရှင်တို့အားဌာပနာသွင်းပြီးတော့လူဒန်းခဲ့ခြင်းဖြစ်ပါတယ်။စောမဲကြီးမှာရမဝတီသူဖြစ်တော်လဲပဒမြမျက်ရှင်ကောက်ယူရရှိသည်ဝါစာရဲ့မင်းဖလောင်း၏မိဖုရားတစ်ပါးဖြစ်ချင်းမြင့်ခြင်းကိုခံခဲ့ရကမြောက်ဦးနေပြီးတော့ပြောင်းရွှေ့ခဲ့ရပါတယ်။မြောက်ဦးမြို့တို့ပြောင်းရွှေ့ရတို့သူဤဆွေမျိုးရင်းချာများအားခေါ်ယူခဲ့ပါတယ်။ဥရိတ်တောင်ဖျားတည်တဲ့အခါမှာဗယံပပုလုံးငန်းနေကျွမ်းကျင်လိမ္မာသောရမဝတီရမ်းမြေသားများအားစောမဲကြီးမိဖုရားကဖျားတီရအနီးအနားရေပေါက်ချောင်းရွာတွင်စတေးချစေရဲ့ဇေဒီတိဆောက်ရေးမှာပါဝင်စေပါတယ်။ဇေဒီတိဆောက်ပြီးတဲ့နောက်ပိုင်းမှာတော့နေရက်ကိုမပြန်ကြတော့ပဲအနီးအနားမှာဝင်ရွာတည်ပြီးတော့နေထိုင်ခဲ့ကြပါတယ်။အခုဒီတိုင်ပုံနာကျွမ်းမြို့နယ်မှာရမ်းမြေသားစကားပြောသောရွာသားများကိုတွေ့ရမှာဖြစ်ပါတယ်။ရခိုင်တညဝတီရှေးဟောင်းမြို့တော်အနီးမှာတွေ့ရှိရတဲ့ဗုဒ္ဓအနုပညာလက်ရာများအကြောင်းကိုလေ့လာကြပါမယ်ခင်ဗျာ။ကျောက်တော်မြို့၏အရှိဘက်ဂိတ်စပနဒီမြေကမ်းပင်၌ရခိုင်သမိုင်းတွင်အလွန်ပင်ကြော်စိုးလှသောဒေလာဂီအမည်ရှိသောကျောက်တော်တောင်ရှိပါတယ်။ရခိုင်လူမျိုးတို့၏အထွတ်မြတ်ထားရာတောင်တော်ပင်ဖြစ်ပါတယ်။အဘေကြောင့်တော်ကမြတ်စွာဘုရားရှင်သည်နောက်ပါတန်တန်900တို့ဖြင့်ရခပူရအိဒညဝတီတိုင်းသို့ဒေသစာရေးကြွချီတော်မူလာခြင်းဒီတောင်ထိပ်ပေါ်တွင်ဥဇာယာနာခြေချတော်မူပြီးလူစဉ်ဘွားကဂိတ်စပနေဒီမြို့ဝန်းတခွင်ကျင်းလေဖြတ်တန်းခဲ့မှုသောအတိတ်ဘဝအဖုံဖုံကိုလက်ညှိုးညွန်ပြီးပြောဆိုပြီးတော့ဇေဒီများတည်ဖို့အတွက်ဗျာဒိတ်တော်ထားခဲ့တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။ဤတောင်တန်းပေါ်မှာကြည့်လျင်အရှိဘက်9မိုင်ခန့်အကွာမှာရခိုင်တညဝတီမြို့တော်ဟောင်းကိုမြို့ရိုးတတိုင်းအထက်ထက်တောင်တန်းအစီဖြစ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။တညဝတီနှင့်ဤတေလာဂီရီတောင်သည်သမိုင်းကြောင်းအဖြစ်ဆက်ဆက်လျက်ရှိနေပါတယ်။ဤတေလာဂီရီကျောက်တော်တောင်ကAD 1923ခုနှစ်ကရခိုင်ရင်ကျင်းမှုခေဦးအမွေနှင့်ပင်ဗုဒ္ဓရုပ်ဘွားတော်တစုနှင့်AD 600စုအခရာဖြင့်ရေးထိုးထားသောကျောက်စာတစ်ချက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အနုပညာလက်ရာမြောက်ပြီးတော့ရှားပါတဲ့လက်ရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကန့်ဖော်ပြထားပါတယ်။ဓမ္မစကြာမုဒရာစင်တုတို့အကြောင်းကိုလေ့လာကြည့်ကြပါမယ်ခင်ဗျာ။ဘုရားဖြစ်သောရောက်ရှိပြီးတဲ့နောက်ဗာရာဏသီပြည်မိဂရာဝန်တော်၌ပြင်းစဝက်ကူ9ဦးအားဓမ္မစက္ကပဝနတုတ်ကိုဟောကြားတော်မူပါတယ်။ဤဒေသနာတော်မှာဗုဒ္ဓဘုရားသခင်၏အဦးဆုံးသောတရားဥတရားများဖြစ်တဲ့အတွက်ကြောင့်မို့လို့ထူးခြားမှုရှိကြောင်းဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလက်ခံထားကြပါတယ်။၎င်းနောက်မှာတော့ဗုဒ္ဓအနုပညာနယ်ပယ်တွင်အမြင့်မြတ်ဆုံးသောမုဒရာဖြင့်ဓမ္မစကြာတရားဟောကြားနေဟန်ရုပ်ကွာဆင်းတုတို့အားထုတ်လုပ်ပြီးတော့ပူဖော်ကူကွယ်ကြပါတယ်။ဤသို့တရားများဟောကြားနေစဉ်ရုပ်ပွားတော်များကိုဓမ္မစကြာမုဒရာဖြင့်ဗုဒ္ဓယဉ်ကျေးမှုစတင်မြှဖြားခံရာအိန္ဒိယနိုင်ငံဂုတ်ပါခေတ်မှာအများဆုံးတွေ့ရပါတယ်။ခရစ်တက္ကရာ1923ခုနှစ်လောက်ကကျောက်တော်မြို့တစ်ဖက်ကတေလာဂီရိကျောက်တော်တောင်ချေရင်မှအဆိုပါဓမ္မစကြာမုဒရာပုံပါသောကျောက်စတစ်ချက်ကိုရရှိခဲ့ပါတယ်။ဒီပုံတော်ကိုAD 1924ခုနှစ်မှာပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်ကဥစွာမှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။ဇီဒီတဆူ၏အောက်ဘက်ဗုဒ္ဓဝင်ပြကွက်တစ်ခုမှ
ပြုတ်ခတ်လာသောအပိုင်းအစတစ်ခုပြည့်ဟန်တူပါတယ်ထူးခြားချက်ကကမ္ဘာဗုဒ္ဓအနုပညာနယ်ပယ်မှာတွေ့ရခဲ့သောသုံးဘက်မြင်ရုပ်ကြွအထူးလှုပ်ထားခြင်းဖြစ်ပါတယ်ရှေ့တေဘက်မြင်ရတဲ့ပုံကထပ်ပိုပြီးတော့အနုပညာဆန်ဆန်တရုပ်ဖော်ထားပါတယ်တရားနာဥပဒကပုဂ္ဂိုလ်တဦးကိုပါရှေ့ခေအဝအစတစားအပြည့်ဖြစ်ပါဝင်ဖြစ်ဆက်တရုပ်ဖော်ထားတဲ့အတွက်ကြောင့်မို့လို့အလွန်ပင်အနုပညာရတပြေဝသောဗုဒ္ဓဝင်ခမ်းပင်ဖြစ်ပါတယ်ဗုဒ္ဓအနုပညာလေးလာလိုက်စားသူသူတည်သူများအဖို့တော့တကယ့်ကိုအဖို့တန်လာပါတယ်ရုပ်ပေါ်တွေဥကောင်းနောက်မှာတော့ရောင်ချီတော်ဆက်ဝန့်ကိုဘေးအိုးပုံတံကိုပိုင်ဟန်ဖြစ်တရုပ်ဖော်ထားပါတယ်ဂုတ်ပါခေပုံကုံများတွင်ရောင်ချီတော်ဆက်ဝန့်ကိုလှိုင်းတွန်းမြင်းခွေးများအဖုအထစ်များဖြင့်တရုပ်ဖော်လေးရှိပါတယ်မဏိတိုကဂုတ်တပုံလိုပုံများကိုကျေပြန့်ခြင်းမရှိဘဲခန်းနေဖြစ်ပါတယ်စံတော်ကစာနတ်လက်ရာအတိုင်းခရုပခွေဖြစ်ပါတယ်ဒီလိုမျိုးခရုပခွေပါတဲ့ဥနိတမျိုးကိုအေဒီ200စုအလေပိုင်းမှစတင်ပြီးတော့ဂန္ဓရာနဲ့မတူရခေတ်တို့မှာတွေ့ရပါတယ်ထင်ရှားသောဗုဒ္ဓအနုပညာလက်ရာမျိုးပင်ဖြစ်ပါတယ်ခရုပခွေစံတော်ပုံစံကမတူရပုံစံမျိုးဖြစ်ပေမဲ့အခုပုံစံနှစ်ခုကိုတော့ဆန်အနည်းငယ်ကွေးညကြနေတဲ့ဟန်ကစာနတ်တင်ပြင်လက္ခဏာပင်ဖြစ်ပါတယ်လေပင်တို့ထွေးပလီခိုလေရစ်တို့3ခုပါရှိပါတယ်ကိုယ်တွင်ပါလာသောအကြာသင်္ကန်းမျိုးတရုပ်ဖော်ထားပြီးတော့ဥတ္တရသင်္ကန်းကိုဘယ်ဘက်ပခုံးနဲ့ခါမှာအန္တရဝိစကသင်ပိုင်သင်္ကန်းရည်များဖြင့်နမိတ်ပြယုံတက်တဲ့တရုပ်ဖော်ထားပါတယ်ဒီအနုပညာသည်ဂုတ်တခေအနုပညာ၏အစင်းမြင့်ဟန်ပန်ပင်ဖြစ်ပါတယ်လက်ဤအနေထားကရှေးဟောင်းအိန္ဒိယလက်ရာဓမ္မစကြာမုဒရာအတိုင်းဘယ်လက်ကိုနှလုံးသားထိမြင့်တင်ကညာဘက်ကအနည်းငယ်ပုံမြင့်ပြီးလက်ညှိုးနဲ့လက်မတို့ကိုတရားဆက်ဝိုင်းဓမ္မစကြာကိုလှည့်တော့မဲ့ဟန်ဖြစ်ပါတယ်ဂုတ်တခိဥဂန္ဓာရဗုဒ္ဓအနုပညာလက်ရာမျိုးဖြစ်ပါတယ်ထိုင်နေဟန်အာသနာမှာတွေးနေကြပုံမဟုတ်ပဲရာဘက်ဒူးကိုအနည်းငယ်မြင့်ထားပါတယ်ခြေနှစ်ဘက်ကိုရှက်ပြီးခွေထားကထောင်နေသောလက်ရာဒူးတို့အောက်မှာလက်ဝဲခြေဖျားပိုင်းကိုဖော်ပြထားပါတယ်အလွန်ပင်အနုစိတ်ပြီးတဘာဝအတိုင်းထူးလုပ်ထားတဲ့ဗုဒ္ဓအနုပညာလက်ရာပင်ဖြစ်ပါတယ်တရေခေတ္တရာမောဇာကျွေးကြောင်းကံဖရာအရှိဘက်မှရတဲ့အုတ်ခွက်ဖရာရုပ်ထုမှာတော့ဒီလိုမျိုးဒူးမြင့်ဟန်တွေ့ရပါတယ်တရားဟောကြားနေတဲ့ဗုဒ္ဓရဲ့ပလင်အောက်ရှင်းနာမှာတရားနာပုဂ္ဂိုလ်တူကိုတွေ့ရပါတယ်ဆိုပါတရားနာပုဂ္ဂိုလ်တွင်စပင်မောသုံးဆင့်ထုံတည်တတ်စွာထူးလုပ်ထားတာကမဂိတ်တော်နှင့်တူပါတယ်နဖူးတွင်လေးကေတနာများဖြင့်ခြေသထားတဲ့နဖူးစီးကိုလှပစွာစီးထားပါတယ်နဖူးစီးအောက်နားမှာဆန်စများကိုရစ်ခွေကြားဆင်းနေပုံကိုပါတွေ့ရပါတယ်လေဆွေးပရက်လက်မောင်းပတ်တစားနားဆွဲတော်တို့မှာလည်းအထူးတင်းတည်လှပနေရာမဂိတ်တော်နှင့်လက်ဝအစင်တနာများကြောင်းဘရင်တစ်ပါးကိုရေညွှန်းထူးလုပ်ထားတယ်ဆိုပြီးခန့်မှန်းရပါတယ်ရှေးလျားလာတဲ့နဆွေးတစားကအိန္ဒိယရှေးဟောင်းရုပ်ထုများတယ်လည်းပဲတွေ့ရပါတယ်ပြူမျိုးတော်များမှာ AD 600စုကနေ800စုအတွင်းတွေ့ရတဲ့ကြောက်စစ်လက်ရာများတွေလည်းကြီးမားသောဆန်ထုံးနဲ့နဆွေးအရှည်ကြီးများကိုတွေ့ရပါတယ်တရားနာပုဂ္ဂိုလ်ကလက်နှစ်ဖက်ကိုပြင်းမထားတော့လဲမျက်လွှာချအနေထားကတရားနာနေပုံကိုပေါ်လွင်စေပါတယ်ဒီဗုဒ္ဓဝင်ခန့်အနုပညာတရုပ်ဖော်ပုံကိုကြည့်ပြီးတော့ရထိုင်ရာဇဝင်တွင်ဖော်ပြထားတဲ့ဘုရားရှင်ကစန္ဒာတူရိယဘုရားဗုဒ္ဓဘာသာဝင်ဖြစ်တရားဥဟောကြားနေတယ်ကိုတတိယစေပါတယ်ဘုရားသခင်အားလက်ဥမချီထားပဲမျက်လွှာချနေဟန်ကဘုရားသခင်၏ဒေသနာတော်အားကြီးညိုနှစ်ချိုက်ပီတိဖြစ်နေတော်လဲလက်ဥချီရမှမတိတည်သည့်ဗုဒ္ဓဘာသာဝင်ဖြစ်အတွင်ကူးပြောင်းစားကာလဥပဒကတူ၏အနေအထားကိုဗုဒ္ဓအနုပညာဖြင့်တရုပ်ဖော်ထားဟန်ရှိပါတယ်ဤသုံးဘက်မြင်ရုပ်လုံးရုပ်ကြွဘေးလိုက်ပုံပပူးလက်ရသည်အနုပညာတရုပ်ဖော်ရာတွင်ဤပညာရအခက်အခဲဆုံးဖြစ်ပြီးတညဝတီကြောက်တော်တောင်မှတွေ့ရတဲ့ဤရုပ်လုံးရုပ်ကြွဗုဒ္ဓဝင်အနုပညာလက်ရာကအာရှဗုဒ္ဓဘာသာဝင်ကျင်းမှုအနုပညာနယ်ပယ်မှာတော့အစိုးဆုံးလက်ရာဖြစ်လိမ့်မယ်ဆိုပြီးသူတေတီတွေကမှတ်ချက်ချကြပါတယ်နောက်ခံတန်ကင်းမှာဘောဘောလင်လင်တိတိတသာရှိသို့တိုးထွက်နေသောဗုဒ္ဓပလင်တော်ကရှေးဟောင်း geometry design ပုံဖြစ်ပြီးတော့ဒီလက်ရာမျိုးကိုအိန္ဒိယပြည် AD 900စုမှ600စုဖြစ်တဲ့အဂျင်တာကူတွေတွေ့ရပါတယ်ဤဓမ္မစကြာတရုပ်ဖို့ပုံကဗုဒ္ဓဘာသာဝင်ဖြစ်တော်ကိုအခြေခံပြီးတော့ရခိုင်ရာဇဝင်ကျမ်းကိုနောက်ခံပြုပြီးဂန္ဓာရဂုပ္ပကိုမိရဲ့ရခိုင်ဟန်ဖြစ် AD 900စုခန့်တွင်ထူလောက်ဟန်ရှိကြောင်းခံမှန်းရပါတယ်အတိတွေ့ရှိရတဲ့
ဗုဒ္ဓဝင်ခန်းကြောက်ချမ်းများအကြောင်းကိုလေ့လာကြည့်ကြပါမယ်ခင်ဗျာ1986ခုနှစ်ကပဲယခင်ဓမ္မစကြာမုဒ္ဒရာကြောက်ပြားတွေ့ရှိရာဒေလာဂီရီတောင်၏တောင်ဘက်စင်ဂျီလီယိုမှာရှိတဲ့စင်မကျက်အရက်ဇေဒီဟောင်းအုပ်ပုံမှာ2ပေမြင့်1ပေ6လက်မအကျယ်ရှိသောဗုဒ္ဓဝင်ပုံ5ချက်ထပ်မံတွေ့ရှိခဲ့ရပါတယ်1923ခုနှစ်ကတွေ့ရှိပြီးဖြစ်သောဗုဒ္ဓဝင်ခန်းနှင့်လက်ရာတို့အရွေတူဖြစ်ပါတယ်ရခိုင်ပြည်နယ်တမိုင်းဖွဲ့သို့ပေးပို့လာပြီးဓာတ်ပုံရိုက်လေးလာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်ခုခါမှာတော့ကျောက်တော်မြို့ရှိမဟာမုနိပြတိုက်မှာပြသထားရာသူတည်တည်များဖျားဖူးသူတော်စင်များလေးလာနိုင်ကြပါတယ်ကျောက်ဆင်းရောက်ကြ9ခုလုံးကအနုစိတ်ထွင်းထုထားသောလက်ရာများဖြစ်ပြီးအကျန်းအားဖြင့်အလျား2ပေအနံ1ပေ9လက်မှရှိပါတယ်အသုံးပြုသည့်ကျောက်သားကကျောက်တော်တောင်အနီးနားမှာတွေ့ရှိရတဲ့ဘဲကျောက်အမျိုးအစားဖြစ်ပါတယ်ထွင်းထုထားသောအကြောင်းအရာကဗုဒ္ဓဝင်ခန်းများဖြစ်ပြီးဖျားရုပ်ထုတို့ပါရုပ်ကြွလေးချမ်းနှင့်အခြားမင်းဝမင်းစားဖြစ်ဘောဓိတတဟံဘယင်ဖိဟံတို့သောလူရုပ်ပုံထုလုပ်ထားသောကျောက်တစ်ချက်ဖြစ်ပါလေလက်ရာများအနေဖြင့်ရုပ်ပွားတို့ကိုပကတိမျက်စိဖြင့်တဘာဝရအောင်ထုလုပ်ထားတာကိုထောက်ပြီးတော့ဂန္ဓာယဟံနှိမ့်နွယ်သည်ဟုဆိုနိုင်ကြောင်းရင်းအချက်ကြောင့်ရုပ်ထုလုပ်မှုခုနှစ်က AD နှစ်ရာစုခန့်ကရုပ်လုံးတွေဖြစ်နိုင်ကြောင်းမြောက်ဟုန်းရှေးဟောင်းတုတေသနမှရခိုင်ရင်ကျင်းမှုအဖွဲ့သို့ရှေးဥစွာတင်ပြခဲ့ပါတယ်ဘဂဝါဇိနဘုရားရှင်အားအပရာဇိတပလင်နှင့်တွေ့နိုင်ပါတယ်ပလင်ပေါ်တွင်မျက်နှာမုတ်ပုံရှိပါတယ်၎င်းသည်ပင်အလွန်ရှေးဆန်လှပါတယ်နောက်ခံတွင်ဗောဓိညောင်ပင်ပြည်ပင်လှတဲ့အတွက်ကြောင့်မလို့ဗောဓိညံမြင်၌တည်င်းသုံးနေတယ်ဆိုပြီးသဘောပေါက်နိုင်ပါတယ်ဒီအတွက်ကြောင့်မလို့ဗောဓိညောင်ပင်ရွှေပလင်နှင့်မြန်မာမှုတွင်တရုတ်ဖော်လေးရှိသောဖျားပွင့်တော်မူခန့်ကိုတရုတ်ဖော်ပြနေပါတယ်လက်ဟန်ကတော့ဘူမိဖုဒမုဒ္ဒရာဖြစ်တယ်ဆိုတဲ့ပုံစံဖြစ်၎င်းကရဏမုဒ္ဒရာဟု၎င်းယူဆနိုင်ပါတယ်လက်တကြွနှင့်လက်ကလေးနှချောင်းကိုနောက်သို့ကွေးပြီးတော့လက်မနှင့်တိုက်ထားပါတယ်၎င်း၏သဘောကရန်သူအားဆုံးမတော်မူဟန်ဖြစ်ပြီးမန်စစ်တီအပေါအောင်မြင်စွာဆုံးမတော်မူဟန်ဖြစ်ပါတယ်ဘောဓိပင်နှင့်ရွှေပလင်အောင်တော်မူခန့်ဟုယူကတင့်မှာဖြစ်ပါတယ်မြတ်စွာဘုရားဖြစ်တော့ရောက်တော်မူခန့်လည်းပဲဖြစ်ပါတယ်ရာဘက်ခြေကဝေးဘက်ခြေပေါ်မှာတင်ပြီးတော့ခြေဘဝတော်များကိုအပေါ်သို့လှန်ပြီးပြသထားပါတယ်ပဒုံမာပလင်ပေါ်တွင်ထိုင်ဟန်ဖြစ်ပြီးတော့ပဒုံမာသနာဟုခေါ်ဆိုနိုင်ပါတယ်ရန်အပေါင်းကိုလှိုင်နှင်းအောင်မြင်ခြင်းအထိုက်မှဖြစ်ပါတယ်ခြေဘဝတော်ရှိစက်တော်ရာများကိုပြသဟန်ဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်ကမြတ်တယ်ဆိုပြီးဆိုလို့ရပါတယ်ရှေးကတော့အိန္ဒိယမြောက်ပိုင်းဟိုင်ဖြစ်ပါတယ်တမန်တန်ဗုဒ္ဓအတုလအရှင်အားဓမ္မစကြာမုဒ္ဒရာလက်ဟန်အနေထားဖြင့်တွေ့နိုင်မှာဖြစ်ပါတယ်။ဓမင်းကြီးနှစ်ကောင်ကိုလည်းတွေ့ရပါတယ်။ဒီတစ်ချက်ကဗုဒ္ဓအနုပညာမှာဓမ္မစကြာတရားဟောတော်မူသောဗုဒ္ဓမိဂ္ဂရာဝန်တော်ကိုရည်ညွှန်းရမှာဖြစ်ပါတယ်။အောက်ခြေမှာရှိတဲ့ဓမင်းနှစ်ကောင်ပုံကဗုဒ္ဓယဉ်ကျေးမှုအနုပညာအရဓမ္မစကြာတရားဦးဟောကြားခဲ့တဲ့မိဂ္ဂရာဝန်ကိုညွှန်ဒီမှာဗုဒ္ဓယဉ်ကျေးမှုအနုပညာ၏အစဉ်အလာတရက်ပဲဖြစ်ပါတယ်။အိန္ဒိယဂௌတခိတ်ဗုဒ္ဓအနုပညာလက်ရာများမှာအများဆုံးတွေ့ရပါတယ်။တရားဟောကြားနေတဲ့လက်ဟန်ကဓမ္မစကြာမုဒ္ဒရာဖြစ်ပြီးယူဆရမှာဖြစ်ပေမဲ့လေးတောင်ပုံပလင်ပုံမှာခြေတွဲလေးချထိုင်တော်မဟန်ကြောင့်ဓမ္မစကြာပုံအုပ်တစ်ထစ်ချမယူဆနိုင်ပါဘူး။ဒီအချက်ကတော့ထူးခြားစိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။အိန္ဒိယယဉ်ကျေးမှုတွင်ဓမ္မစကြာပုံလိုတရုပ်ဖော်တဲ့အခါမှာတော့ပလင်ပုံတွင်ရှေ့ချက်သောအာဒနာဖြင့်တရုပ်ဖော်လေးရှိပါတယ်။ဤပုံလို၏ရာဘက်ခြေနောက်မှာလက်အုပ်ချီအယိုတီပြုပြီးဒုတုတ်ထိုင်ကကတော့နေဟန်ရဟန်းတစ်ပါးပုံပါရှိရဲ့ဝိဘက်ခြေရင်းနောက်မှာမြတ်စွာဘုရား၏တရားတော်မြတ်ကိုနာကြားရ၍ပီတိဖြစ်နေပုံတာမန်ပုဂ္ဂိုလ်ဥပဒကတူပုံပါရှိပါတယ်။လူပညာမြတ်စွာဖြင့်တရုပ်ဖော်ထုလုပ်ထားပါတယ်။တစ်ဖက်မှာယဟန်တော်မြတ်လည်းအာရရှင်လန်းတက်ဝင်လာပါတယ်။အလုံးမင်းထူးခြားပြီးတော့ဂန္ဓဝင်မြောက်ဗုဒ္ဓအနုပညာလက်ရာဆန်းပေဖြစ်ပါတယ်။ရောင်ကြီးတို့ဆက်ဝန်းကပြောင်းချိုးတွေ့ရပြီးဂௌတခိတ်လက်ရာနဲ့ကွေးပြားခြားနာပါတယ်။အခုပုံတို့ကခြေထောက်တော်နှစ်စုံကိုပဒုံမာကြာခံပေါ်တွင်တွဲလေးကြုံချပြီးတော့စံနေဟန်ဖြစ်ပါတယ်။ဒီနေထားကြောင့်ဓမ္မစကြာမုဒ္ဒရာတရားဟောခန်းဟုယူဆနိုင်တော်လဲဓညဝတီဝေသာလီတို့တွင်အတွေ့များသောယေဓမာဂါဇာနှင့်ဆက်ဆက်တဲ့ဗုဒ္ဓဝင်ကိုတတိယရှိပါတယ်။ရှင်သာရိပုတ္တရာအလောင်းတော်သည်ဥပတိတအားပင်ဇဝတုငါးဝန်းထဲမှ
ရှင်အတာဇိတရေဓမာတရားကိုဟောပြီးနောက်တရားနှင့်တွေ့ဆုံခဲ့မှုယူပါကသိမိဖြစ်ပါတယ်ဖြစ်တော်စဉ်ကဘုရားရှင်သည်ရာဇဂျိုမြို့အနီးဝေလူဝံကျောင်း၌တည်င်းသုံးတော်မူနေစဉ်ပြင်းစဝက်ကီ9ဦးအနက်မှအငယ်ဆုံးသောရှင်အတာဇိတမထေရကရာဇဂျိုမြို့အတွင်းသို့ဆုံးခံဝင်ခဲ့ပါလေထိုစဉ်ခါကဥပတိတအမည်ရှိသောသူတဦးနှင့်မမျော်လင့်ပဲတွေ့ခဲ့ပါတယ်ဥပတိတကနောင်တွင်ရှင်တာရိပုတ္တရာဖြစ်မဲ့အလောင်းလျာဖြစ်ပါတယ်ဥပတိတသည်ဘုရားရှင်ဤသာသနာသို့ဝင်ရောက်ပြီးဖြစ်သောအရှင်အတာဇိ၏အင်္ဒြေအမူအရာကိုမြင်ပြီးတော့နှစ်သက်သဖြင့်ချင်းကပ်တော်မူပြီးသင်ကားမိသူနီးတင်အိဆရာကမိသူနီးမိတို့သောအယူရှိပါသည်နည်းဟုမေးပါတယ်အတာဇိမထေလဲငါကအတာဇိငါဆရာကဂေါတမဗုဒ္ဓတည်ငါယဟန်ကိတိမှာမကြသေးရဲ့ငါဆရာဤတရားကိုစုံစစ်စွာမဟောကြားနိုင်သေးဆိုပြီးဆိုပါတယ်ထိုအခါဥပတိတကအ내အချင်းများဟောပါဟုမယမကတောင်းပန်ပြီးတော့ရေဓမာအစချီသောဂါထာကိုဟောပါတယ်ဤဂါထာကိုကြားရတဲ့အခါမှာဥပတိတကအာရကျေနပ်ခြင်းဖြစ်ပြီးတော့ဘုရားရှင်အားဖူးပေးခွင့်ပြုရန်တောင်းပန်လေပါတယ်ဤပုံကဘုရားရှင်ထံမှတော့၎င်းတို့ရောက်ရှိပြီးဘုရားရှင်က၎င်းတို့နှစ်ဦးအားတရားဟောကြားနေဟန်တရုပ်ပေါ်စီပါတယ်ရှေးပါရမီရှိသူဖြစ်ရဲ့ရောက်တာပဋိကမ္မတ်တို့ရောက်တော်မူပါတယ်တရားနာကြနေသူများဤတရားပီတိပွားနေပုံကိုလည်းပဲတရုပ်ပေါ်စီပါဗျာလက်ရလက်မျိုး၃ချောင်းထောင်ထားခြင်းကမဖြစ်ရမပြက်ရနိုင်ပံကိုပြဟန်ဖြစ်ပါတယ်စံကြည့်ဖြစ်ဥပတိတ၏မျက်နှာကဗုဒ္ဓ၏တရားတော်ကိုနာကြားရရဲ့တည်ငြိမ်အေးချမ်းမှုအရတာကိုခံစားမှုကိုပေါ်လွင်စေပါတယ်တခမ်းရပြစာကြီးရတဲ့ကဲ့သို့တရုပ်ဖို့နိုင်စွမ်းရှိတဲ့အမှုပညာဖြစ်ပါတယ်ဒီပုံနဲ့တံတူသောAD 200စု300စုပေါင်းကထုလုပ်ခဲ့တဲ့ဗုဒ္ဓဝင်ကြောက်စစ်လက်ရာတစ်ချက်ကိုအိန္ဒိယနိုင်ငံဂန္ဓာရနုပညာလက်ရာဖြစ်တွေ့ရပါတယ်။ဗြိတိရှားပြတိုက်ကြီးမှာထုတ်ဝေတဲ့ဗုဒ္ဓနုပညာနဲ့ယုံကြည်ကိုးကွယ်မှုစာအုပ်မှာအပြည့်အစုံဖော်ပြထားပါတယ်။ဆိုပါပုံကိုအတိတ်ပဲဖွင့်ဆိုတဲ့အခါမှာလူပုံကိုအရှင်ဥပတိတနေရာတွင်ရှင်မဟာကတ္တပအဖြစ်တင်ပြထားသည်မှလွဲပြီးတော့တရားနာကြနေပုံများတူညီမှုများတွေ့ရပါတယ်။စပင်ရှင်မိုးဆိုင်ရှင်နဲ့ကိုပန်ဟန်များအကပင်တူညီပါတယ်။တို့ဖြစ်ရာဒညဝတီလက်ရာသည်အိန္ဒိယဂန္ဓာရအနုပညာနဲ့ဆက်နွယ်ပေါင်းကူလာခဲ့ခြင်းဖြစ်လိမ့်မယ်ဆိုပြီးကောက်ချက်ချနိုင်ပါတယ်။ဘုရားပုံတော်၏နောက်ကျောမှာတော့မဟာဗောဓိပင်ကိုနောက်ခံပြေးတွေ့ရပြီးတော့မြတ်စွာဘုရားပွင့်တော်မူရာကိုညွန်ပြနေရာဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက်ကြီးညိုကိုင်းဆိုင်ဖွယ်ရာပုံတော်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအဂျင်တာဂူပုံမှတ်19နဲ့လက်ရာတူညီပြီးတော့AD 600ရာစုခေတ်ပြိုင်လက်ရာများအဖြစ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။နောက်ပိုင်း900ရာစုလောက်မှာနာလန်ဒတ်နဲ့ဒွါယာဝတီလက်ရာအဖြစ်တွေ့ရပြီးတော့1000ရာစုလောက်တွင်ဂျာဘာကျွမ်းထိပြန့်နှံ့သွားပါတယ်။ဘုံသုံးတိုက်၏မဂိုက်တရဖူဖြစ်တော်မူသောတန်မိုးဒီဘုရားရှင်အားအင်ဂျင်ပင်ဆောင်ကြားကိုတစ်ဖက်ဆောင်ဝေးလေးလျောင်းနေဟန်တွေ့ရပါတယ်။ချင်းသိမင်း၏လေးလျောင်းပုံနှင့်တူတဲ့အတွက်ကြောင့်မို့လို့တိဟယမနမီဗီလာနာတရပုံတို့ဟုဆိုပါကလည်းရနိုင်ပါတယ်။မြန်မာဗုဒ္ဓအနုပညာတွင်ပရိနိဗ္ဗာန်ကိုစံတော်မူတဲ့ဗုဒ္ဓဝင်ခန်းဆိုပြီးယူဆရပေပါမယ်။ဘုရားရှင်၏အောက်ဘက်တွင်သမတော်ဇီဝကဆေးဖြော်နေဟန်နှင့်ရှင်အာနန္ဒာကစိတ်ပြဲလက်မိုင်ချနေဟန်ဖြစ်တခြားတဦးကဖြည့်သိမ့်နေဟန်ပုံပါရှိပါတယ်။အလုံးပင်အနုပညာရတပိုလွင်စေပါတယ်။ဗုဒ္ဓအနုပညာနေပြင်မှာတော့ရှားပါတဲ့လက်ရာတစ်ခုပဲဖြစ်ပါတယ်။နောက်ပိုင်းမြန်မာနိုင်ငံ၏ဗုဒ္ဓဝင်ခန်းများထူးလှုပ်ပူဇော်မှုတို့၏ရှေးပြေးဆန်နမူနာများဖြစ်ပါလိမ့်မယ်။ခေတ်ပြိုင်တရီခတ်တရားတွင်ဤသို့တီးတန့်တရုပ်ဖော်ပုံကိုမတွေ့ရဘဲဗုဒ္ဓဝင်ရှေ့ခန်းတွေအုပ်ချက်ပေါ်တင်သာနောက်ဆုံးပရိနိဗ္ဗာန်စံတော်မူခန်းဖြစ်တခြားပုံများနှင့်ရောနှိုးပြီးတော့တွေ့ရပါတယ်။ကုတ်တီနာယုံ၌ဗုဒ္ဓဘုရားရှင်ဂီလာနာတရဆိုင်ခန်းဟုယူဆကတင့်မီဖြစ်ပါတယ်။ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးဗုဒ္ဓဝင်ခန်းဖြစ်ပါတယ်။အစဉ်လာဗုဒ္ဓဝင်များနဲ့လည်းဆက်ဆက်ကြိုက်ဟိမှုရှိပါတယ်။အခုခေတ်ထေရဝါဒယဟန်တော်များဟောကြားကြသောနောက်ဆုံးဆေလမြတ်ဗုဒ္ဓဖြစ်တော်စဉ်နှင့်အံဝင်ခွင်ကြရှိလာပါတယ်။ဗုဒ္ဓရုပ်ဘွားတော်၏ညာနိဒနှင့်သင်္ကန်းတော်တို့မှာAD 600ရာစုလောက်တွင်ရခိုင်ဝေတာလီနှင့်ပြူတရီခတ်တရားတို့တွင်တွေ့ရများသောပုံစံပင်ဖြစ်ပါတယ်။မဂိုက်တရဖူဆောင်းသူတို့၏ဇမခန္တိုင်ပေါ်တွင်ခြေစုံရက်နေပါတယ်။ဗုဒ္ဓဝင်ခန်းနှင့်ဆက်ဆက်မဲ့ဆိုပါကဂတိကာရိထိုပြမဟုဆိုနိုင်ပါတယ်
ရှစ်တောင်ဘုရားဒီမိုဝိုင်းမှာအလေးထားဖော်ပြသောဘုရားသခင်အားဦးစွာသင်္ကန်းပရိခေယဆက်ကပ်သူဂတိကာရထိုပြမဟုရဲ့ရခိုင်ဗုဒ္ဓလူပညာနဲ့ဆက်ဆက်ပြီးတော့ဆိုနိုင်ပါတယ်။ဝါစာစီရင်မှုဘရင်တစ်ပါးဖြစ်ယူဆနိုင်ပါတယ်။ဤပြင်စင်မျိုးကိုရခိုင်ဝေသာလီနှင့်ပြူတရီခက်တရားတို့တွင် AD 6ရာစုခန့်တွင်ခေတ်ပြိုင်တွေ့လာရပါတယ်။ဇလွေမကိုက်တရဖူနာဒီစသည်ဖြင့်တွင်ပင်လက္ခဏာကခေတ်ပြိုင်ဘောဓိတတုပြုတ်ထုနှင့်တူညီမှုရှိပြီးတော့တချို့ကဘောဓိတတုပုံတော်ဖြစ်ယူဆပါတယ်။ဘန်ကောက်မြို့ရှိအမျိုးသားပြတိုက်တွင်တွေ့ရှိရပါတယ်။ထိုင်းနိုင်ငံမှာတွေ့ရှိရတဲ့တိရိဝစီရပုံတော်နှင့်လည်းပဲတူညီတဲ့ဆိုပြီးလည်းပြောနိုင်ပါတယ်။အိန္ဒိယနိုင်ငံနာလန္ဒပြတိုက်မှာရှိတဲ့AD 8ရာစုလက်ရာဖြစ်တဲ့ဝီဇရပန်ဒီနှင့်လည်းထူးလုံးမှုလက်ရာဆက်နွယ်မှုရှိပါတယ်။ဤရုပ်တု၏ထူးခြားချက်ကကြီးမားထင်ရှားသောနာဆောင်ပင်ဖြစ်ပါသည်။တစ်ဖက်တွင်နာဆောင်အနေထားပန်ဖြစ်ပြီးတခြားတစ်ဖက်တွင်နာတန်တီးပန်ဆွဲထားပါလေ။အမပဒအမခန့်ညစွာရဟန်ဖြစ်ပြီးတင်ကြီးမှုကြောင့်ဘယင်ရာဇဒါရိကာပုံဟူရဲ့ယူကပိုပြီးသိမြတ်ပါတယ်။လေဆွေးတစားပါတီကိုတတိပြုအပ်ပါသည်။ဤဗုဒ္ဓဝင်ခန်းရုပ်လုံးရုပ်ကြွများကဇေဒီတဆူဤဗုဒ္ဓဝင်ခန်းဖြစ်နိုင်ရန်တွင်ကတ်လူကဟန်ရှိပြီးတော့အခုပုံကအဆိုပါဇေဒီဤတကာရင်အလူရှင်ဘယင်ဤပုံတော်ဖြစ်နိုင်ပါလေ။ညီကုံချုပ်အခိတညဝတီမြို့တော်ဟောင်းဤတေလာဂီရီတောင်ပေါ်မှတွေ့ရှိရသောဗုဒ္ဓယဉ်ကျေးမှုအမွေနှင့်ဗုဒ္ဓဝင်ခန်းများတရုတ်ဖော်ကြောက်စီရုပ်ထုများသည်မြန်မာတွေမကအရှိတောင်အာရှတွင်အစောဆုံးသောဗုဒ္ဓယဉ်ကျေးမှုလက်ရာအဖြစ်တွေ့ရပါလေ။တညဝတီမြို့တော်ဟောင်းရှိကြစွာထွန်းကားကြီးကျယ်ခဲ့သလိုအဆိုပါမြို့တော်ဟောင်းဒီမှရှိကြသောဗုဒ္ဓယဉ်ကျေးမှုအမွေနှင့်များတွေ့ရှိရကြတယ်လည်းပဲယုတ်တိပေဒအဖြစ်တဘာဝကြပါလေ။သူတစ်ဖြစ်ဒီဗုဒ္ဓယဉ်ကျေးမှုကြောင့်စစ်လက်ရာများကတညဝတီမြို့ဟောင်းတွင်ကဘာတဝန်းလုံးမှဗုဒ္ဓဘာသာဝင်များ၏သာသနာမှန်တိုင်ဖြစ်သောမဟာမုနိဘုရားကြီးကုန်းတော်ပေါ်မှနိုင်ရောက်ကြောက်စစ်လက်ရာများနှင့်ဆက်ဆက်မှုရှိပါတယ်။ခေတ်ပြိုင်ဖြစ်ပညာရှင်များကလည်းပဲအလေးနဲ့ထားပြီးတင်ပြခဲ့ကြပါတယ်။မဟာမုနိကုန်းပေါ်မှရခတေနာပတိပနာသနာယုတ်အောက်ခြေတွင်စာတန်းပါရှိရာလက်ရည်လက်သားပညာအရAD 4ရာစုက9ရာစုလက်ရာဖြစ်တယ်ဆိုပြီးခန့်မှန်းကြပါလေ။တွေ့ရှိရတဲ့အထောက်အထားများအရပညာရှင်များကတညဝတီ၏ဗုဒ္ဓဝင်ခန်းရုပ်လုံးရုပ်ကြွများသည်ဂုံတဂန္ဓဝင်ယဉ်ကျေးမှုအမှုပညာမှစင်သက်ပြန့်ပွားလာခြင်းဖြစ်ပြီးအိန္ဒိယအာဂျန်ဒါအမှုပညာဟန်နှင့်ခွဲမရအောင်တူညီတယ်ဆိုပြီးဆိုပါတယ်။အထူးသဖြင့်ဗုဒ္ဓဘုံတော်၏ဟန်ပန်နှင့်ထူးလုံးမှုလက်ရာကအိန္ဒိယမြောက်ပိုင်းလက်ရာဖြစ်ပါတယ်။ဗုဒ္ဓအပွင့်တော်မူခန်းထန်တော်မူဟန်ကအိန္ဒိယအရှေ့မြောက်ပိုင်းလက်ရာဟန်ပန်ဖြစ်ပါတယ်။သို့တော့ပလင်ကိုအနုစိတ်မှုန်ခြင်းမရှိခြင်းကိုခန္ဓာတုတ်ခိုင်ခြင်းရက်ခွန်မိုးခြင်းနှကန်းတွေးခြင်းစသည်တို့ကအိန္ဒိယဘုံတော်များနဲ့မတူဘဲနဲ့ကွဲလွဲချက်ဖြစ်ပါတယ်။ဂௌတဗုဒ္ဓအနုပညာမှကိုပိုင်ဟန်တို့ခွဲထွက်ခဲ့ပြီးဖြစ်ကြောင်းသုံးသပ်ရပါတယ်။စာရေးသူသည်ပထဝီသမားဖြစ်ရဲ့သမိုင်းတွေ့ရှိချက်အထောက်ထားပညာရှင်များ၏တင်ပြချက်များကိုနိုင်ငံရေးပထဝီဝင်ရှုထောင့်အမြင်ဖြင့်ဆက်လက်သုံးသပ်လျက်ရှိပါတယ်။အခုတင်ပြသည့်တညဝတီရှေးဟောင်းမြို့တော်သည်ပထဝီဝင်အနေထားအရအိန္ဒိယနိုင်ငံငယ်နှင့်ကုန်းကျောရေကျောဆက်ဆက်လျက်ရှိရာအိန္ဒိယယဉ်ကျေးမှုပြန့်နှံ့ဝင်ရောက်မှုတွင်အရှေ့တောင်အာရှ၌အခွင့်အရေးရရှောင်းတဲ့ခြေတလန့်အသာရခြင်းမျိုးဖြစ်တယ်ဆိုတာကသဘာဝကျလာပါတယ်။အရှေ့တောင်အာရှ၏မျိုးပြတည်ထောင်မှုယဉ်ကျေးမှုသည်စွမ်းစားတွာလာကြသောကုန်သည်များအခြေချရာမှာ၎င်းတို့၏စီးပွားရေးတိုးချဲ့မှုရလပိုင်ဖြစ်သည်ဟုသောအဆိုကတခြားသောအရှေ့တောင်အာရှဒေသများအထွတ်မှန်ကန်နိုင်ပေမဲ့ရခိုင်တညဝတီဒေသအတွက်တော့ရာနှုန်းပြည့်မမှန်ကန်နိုင်ကြောင်းတွေ့ရပါတယ်။ရခိုင်ဒေသသောအိန္ဒိယယဉ်ကျေးမှုသည်ကုန်းကြောင်းရေကြောင်းနှစ်ဖက်စလုံးကအလွယ်တကူဝင်ရောက်နိုင်တယ်လို့ထိုဒေသသို့လူများကိုယ်တိုင်ပြောင်းရွှေ့ဝင်ရောက်နိုင်ပါတယ်။ရခိုင်ရာဇဝင်များတွင်ရခိုင်ဒေသမှအိန္ဒိယကနေပြီးတော့ရခိုင်ပြည်သို့လူအများတတုပ်ပြီးတော့ဝင်ရောက်ခဲ့ကြောင်းဖော်ပြထားပါတယ်။အနောက်တိုင်းပေါ်တူဂီဒတ်တို့၏ခင်မီအတတ်ပညာများသည်၎င်းပင်လယ်ပြင်မှအလွယ်တကူကူးလူဆက်ဆံဝင်ရောက်နိုင်ခဲ့ကြောင်းအထောက်အထားများတွေ့ရှိရပါတယ်။တညဝတီမြို့တော်၏နောက်ဆုံးမျိုးဆက်ဖြစ်သောမြောက်ဦးမြို့တော်မှာရှီဟောင်းဒတ်ကုန်တိုက်များပေါ်တူဂီတန်ရုံနှင့်ဘုရားတကြောင်းတော်ရာနေရာဟောင်းများကိုတွေ့ရှိရပြီးတော့အရှိတောင်အာရှမှာတန်ခင်းတမန်ခင်းဖြစ်စောစည်းစွာအစင်းမြင့်ကုန်တင်မှုရှိခဲ့ကြောင်းတွေ့ရပါတယ်
ညဝတီမှာတွေ့ရှိရတဲ့ဗုဒ္ဓယဉ်ကျေးမှုလက်ရာကအိန္ဒိယယဉ်ကျေးမှုနဲ့မူလဗုဒ္ဓအခြေခံအဖြစ်အဆက်အသွယ်ဩဇာမကင်းကြောင်းတွေ့ရှိရတော့လေနေရာဒေသအခြေအနေပေါ်မူတည်ပြီးတော့မိမိဒေသဒလိထုံးတဲ့ညီဆက်ဆက်တိုးတက်ခံဖွံ့ဖြိုးခဲ့ကြောင်းကိုလည်းပဲတွေ့ရှိရပါတယ်အခုတင်ပြထားသောဗုဒ္ဓနုပညာလက်ရာများမှာလည်းပဲမူလအိန္ဒိယယဉ်ကျေးမှုအခြေခံမကင်းပဲမိမိရေခံမြေခံနဲ့လိုက်လျောညီထွေစွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်းတွေ့ရပါတယ်။နောက်ပိုင်းရခိုင်မြို့ပြများဖြစ်သောလေးမျိုးခင်းနဲ့မြောက်ဦးခေတ်ရှေးဟောင်းနုပညာမျိုးလိုများမှာတော့ဗုဒ္ဓယဉ်ကျေးမှုနုပညာလက်ရာများလုံးဝပြောင်းလဲသွားပြီးတော့မိမိတို့ကိုယ်ပိုင်ဟန်ဖြင့်ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်းသုံးသပ်တင်ပြရပါတယ်။ဒီကုံချုပ်အနေနဲ့ကတော့ရှေးဟောင်းရခိုင်ပြည်၏ဗုဒ္ဓဘာသာသမိုင်းစဉ်တစ်ခုလုံးသည်ဂေါတမဘုရားရှင်၏ညီတော်ဟုခေါ်ဆိုအပ်သောဤမဟာမုနိဂုံးတော်မြေတဝိုက်မှာဗဟိုပြုပြီးတော့ရှိနေပါတယ်။အဆက်ဆက်သောရခိုင်ဘုရင်မင်းမြတ်တို့သည်မဟာမုနိဘုရားကြီးကုန်းမြေပေါ်သို့ဝါတွားခါရရောက်ရှိခဲ့ပြီးတော့တရားကြီးညိုစာဖြင့်လူရန်ပြုပြင်ပေးခဲ့ကြပါတယ်။အခုအခါမှာတော့ဣတဝန်သည်ကျောက်တော်မဟာမုနိဘုရားကြီးဂောဘကအဖို့ဝင်များနဲ့ဗုဒ္ဓဘာသာဝင်ပြည်သူအပေါင်းတို့လက်ဝယ်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။သာသနာတော်အတွန့်ရှည်တည်တဲ့ခိုင်မြဲရေးအတွက်ဝိုင်းဝန်းကြိုးပမ်းကြဖို့အတွက်ဗုဒ္ဓဘာသာဝင်အားလုံးကိုနှိုးဆော်တိုက်တွန်းဒါနပြုလိုက်ရပါတယ်ခင်ဗျာ။အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ရခိုင်ပြည်မဟာမြတ်မုနိဘုရားသမိုင်းအကြောင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုအစအဆုံးနားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့နောက်ထပ်တင်ဆက်မဲ့ဗီဒီယိုတွေကိုလည်းပဲမလွတ်တမ်းကြည့်ရှုပေးဖို့အတွက်အားလုံးကိုဖိုက်ခေါ်လိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ